စနေပညာဘာသာရဲ့ဝါသနာပါသူညီကိုမောင်နှမပေါင်းမင်္ဂလာပါကျွန်တော်ခုသင်ပြမယ့်သင်ခန်းစာကတာယာကျိုးသချင်းရဲ့သင်ခန်းစာနံပါတ်6ပေါ့သင်ခန်းစာနံပါတ်6ကဘာလဲဆိုတော့စာပေခွန်ကြနော်စာပေခွန်ကြဆိုတော့ကျွန်တော်သင်ခဲ့ပြီးပြီစာပေခွန်ကြလေးဒီလိုလေးသင်ခဲ့ပြီသူ့ရဲ့နောက်ကအတူဆုံးစွာစံသည့်စံပြောရာဆိုတဲ့သင်ခန်းစာလေးဖြစ်ပါတယ်အတူဆုံးစွာစံသည့်စံပြောရာဒါလေးဖြစ်ပါတယ်ဘယ်လိုတိကျမလဲဒီမှာဒီလိုလေး let position ဒီလိုလေးဆုံးသက်ထားတာဖြစ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့လက်ညှိုးက၄ပေါက်ကိုရွှေ့လိုက်ပါတယ်လက်မညာဘက်လက်ကတော့မရွှေ့ပါဘူးအဲ့ဒါကိုဘာတီးမလဲဆိုတော့ဒီလိုတီးလိုက်တာဖြစ်ပါတယ်လက်ညှိုးဘယ်ဘက်လက်ညှိုး၄ပေါက်ဒါကိုဒလူဆိုတဲ့သဘောပါပဲဒါတီးဘူးပါတယ်နေရာတော့နည်းလေးကွာသွားတယ်ဒလူတီးကွက်ပါပဲဒလူဆိုပြီးဆိုတီးခဲ့ဘူးလေဒါပေမဲ့ဒီနေရာမဟုတ်ပါဘူးเนาะကြည့်မယ်ဒါတီးမှာပါပြီးရင်ဒီမှာလက်ခလေးပြန်ပိတ်တယ်၅ပေါက်ဒလူစုံဇုံကပါလို့ဇုံနဲ့၅လုံးတွဲဇုံလိုက်တာဖြစ်ပါတယ်၅ပေါက်နဲ့၂ပေါက်ညာဘက်ကလက်တကြွယ်၅ပေါက်ဘယ်ဘက်ကလက်မ၂ပေါက်ဒါကိုဇုံတိလိုက်တာပါကြည့်ပါဦးဒီလိုဖြစ်သွားပါတယ်ပြီးရင်ဒီဘက်ကလက်ကလေးက၅ပေါက်ကိုအသင့်ရှိတယ်ပြန်ပိတ်ပြလိုက်ဒါပါပဲပေါင်းတိမယ်ဆိုရင်ဖြစ်ပါတယ်ပြန်ကြည့်ပါဦးပြီးရင်ကျွန်တော်တို့လက်ညှိုးနှစ်ချောင်းတွဲမယ်လက်ညှိုးနှစ်ချောင်းဇုံရိုက်လိုက်တာဖြစ်ပါတယ်ဇုံတရံလည်းတီးဥပါတယ်နေရာတော့မတူဒီတီးကွက်ပါပဲတရံဇုံတရံဟုတ်ပြီနော်ဇုံတရံအဲ့တော့ပြန်ကြည့်ပါဦးဒါလေးဖြစ်ပါတယ်ပြန်ကြည့်ပါဦးဖြစ်ပါတယ်ကြည့်ပါဦးအဲ့တော့စာသားလေးအရာဒူဆုံးစွာစံဒီစံပြောရာဒီလိုဒီမှာဖြစ်ပါတယ်ကြံကြည့်ပါဦးစုံပြန်ရိုက်ပါတယ်ပြီးရင်တေးပြီးကလက်တန်းကညာဘက်လက်တန်းက၄ပေါက်ဘယ်ဘက်လက်ကလေး၅ပေါက်တေးပြီးပြောင်းဆိုပြီးတော့အစင်းတဲ့သူတို့ရှိနေတယ်လက်တကြွယ်လက်မ၅လုံးတွဲ၅ပေါက်နဲ့၂ပေါက်၅လုံးတွဲတေးပြီးပြောင်းဟောတမိတ်ထုမှာပေါ့ဒီဘက်မှာဒါပါပဲပြန်ကြည့်ပါဦးလည်းနှစ်ခေါက်ပါပဲအတူဆုံးစွာစံဒီစံပြောရာဒီလိုလေးဖြစ်ပါတယ်အဲ့တော့ဖြည်းချင်းကျင့်ယူပါဒီနေ့တီးရမယ့်သင်ခန်းစာနောက်တစ်ခုထပ်ပေးပါမယ်လက်သင်ခန်းစာဖြစ်ပါတယ်အဲ့လက်သင်ခန်းစာကဘာတွေဖြစ်မလဲဆိုတော့ဘယ်ဘက်ကလက်မညာဘက်ကလည်းလက်မပါပဲဒါလေးပါမြင်ရလားမသိနော်ဒါလေးပါအဲ့တော့သိပ်မမြင်ရမှာဆိုလို့ကျွန်တော်ဒီကိုကင်မရာရဲ့ angle ထဲမှာမဝင်မဲနေမှာဆိုလို့ဒီနေရာလေးစပြလိုက်မယ်တကယ်တီးရမှာကတော့ဒီဘက်ကတီးရမှာဖြစ်ပါတယ်ဒါကိုဇုံပဲတီးကြမှာဖြစ်တယ်ဇုံညာဘက်ကလည်းဒီရပဲစပါမယ်ဒီဘက်ကလည်းအဲ့ဒီတိုင်းခွဲထွက်တော့မှာဖြစ်ပါတယ်အဲ့တော့စမှာဒီနေရာကနေစမှာဖြစ်ပါတယ်ဒီဘက် optic ကလေးစပြီးတော့ဒီဘက်ဆုံးဒီထီအောင်တီးပေးပါအဲ့ဒါကိုများကျင့်ပါတစ်စင်းချင်းပြောမယ်ဒီဘက်ကလည်းဒါ1 optic ပေါ့1 optic ကျင့်စဉ်ဖြစ်ပါကြည့်ပါဦးရွှေ့လိုက်ပြီးဒါပါပဲပြန်လာပေါ့
လက်မပြီးရတဲ့ထုံးစံတိုင်းလက်ကလင်လာတယ်ဒါပါပဲဖြည်းဖြည်းချင်းပြန်ပြပါမယ်ဒီပါပဲဒီမှာအဆုံးသတ်မှာဖြစ်ပါတယ်အဲ့တော့အဲ့ဒါလေးကိုလက်ကိုမှန်မှန်လေးဖြစ်အောင်လက်လဲတန်းလာအောင်ကျင့်ပြီးပြီဒါပါပဲဒါပါပဲညကြည့်ပါဦးဒါကိုမြန်နိုင်သမျှမြန်အောင်ကျင့်ပြီးပါအဲ့တော့အဲ့ဒါကိုအသွားပြန်ခဏခဏကျင့်ပါ optic တွေခဏခဏချိန်လိုက်ပါဒီဘက် optic ကိုလည်းခုံပြီးကူးပြီးတော့ကျင့်ကြည့်ပါโอเคစူးစမ်းကြည့်ပါဦး